လုံးပဲမင်္ဂလာနံနက်ခင်းလေးပါ Joy Diaries Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Joy ရဲ့အမျိုးသားက Polish အစားအစာဖြစ်တဲ့ လက်ချိုကိုသူကိုယ်တိုင်ချက်မှာဖြစ်ပါတယ်သူဘယ်လိုမျိုးချက်မယ်ဆိုတာကိုစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးရဲ့အဆုံးထိကိုကြည့်ပေးပါနော်ပထမဦးဆုံးလိုအပ်တာကတော့ရေတန့်စင်အောင်ဆေးထားတဲ့မြုပ်သီးပွားဖြစ်ပါတယ်ဒုတိယအနေနဲ့ကြက်သွန်ဖြူကြက်သွန်လေးအများကြီးလိုအပ်ပါတယ်ကြက်သွန်ဖြူကြက်သွန်လေးတွေကိုအခွန်လေးတွေကိုခွာထားပြီးတော့ပြင်ဆင်ထားပြီးပါနော်ဒီဟင်းလေးကအန်တီအောက်ဆီဒန့်တွေအများကြီးပါဝင်တဲ့အတွက်ကြောင့်ကျန်းမာရေးအတွက်အရန်ကောင်းမွန်တဲ့ဟင်းတစ်ခွက်ပါတတိယအနေနဲ့ quality ကောင်းတဲ့ဝက်အိုချောင်းတွေလိုအပ်ပါမယ်ဝက်အိုချောင်းတွေကိုမထူမပါလေးလှီထားပေးပါနော်ဝက်အိုချောင်းမစားခြင်းတဲ့သူတွေအတွက်ဆိုရင်ကြက်သားလေးကိုအစားတော့အတောင်ပြုပေးလို့ရပါတယ်ကြက်သားကိုလည်းအတုံးသေးလေးတွေကိုလှီထားပေးပါနော် pressure cooker ရဲ့ကိုငရုတ်သီးစီတော့မဟုတ်ကြိုက်နှစ်သက်တဲ့စီကိုထည့်ထားပြီးတော့စာတေး function လေးဖွင့်ထားပေးပါအဲ့ဒီချိန်မှာကြက်သွန်တွေကိုအပိုင်းလေးပိုင်းလေးတွေတုံးထားပေးပါနော်အမှန်တကယ်သူဒီကြက်သွန်တွေလီးနေတဲ့အချိန်မှာ join ကကြက်သွန်နဲ့နေမှုန်ပြီးတော့ဘေးနားနေငိုနေတာပေါ့နော်ကြက်သွန်ဖြူတွေကိုလည်းခြေထားပေးပါနော်ကြက်သွန်ဖြူတွေကိုထောင်းချင်ထောင်းလို့ရတယ်လို့စိတ်စိတ်လေးလေးဖြစ်အောင်လဲလှီးထားပေးလို့ရပါတယ်လှီးထားတဲ့ဝက်ဥချောင်းလေးတွေ pressure cooker တွေကိုထည့်ပေးပါစီလေးနဲ့တမသွားအောင်လုပ်ပေးပါအဲ့ဒီချိန်မှာမြုပ်သီးပွားတွေကိုနှစ်လက်မဆိုင်လေးတွေလှီးထားပေးပါအလဲဥတိုင်းကိုထုတ်ဖို့တော့မမေ့နဲ့နော် joy တော့ကတော့ joy မျိုးသားရဲ့ဆွဲဆောင်မှုရှိဆုံးအချိန်ဟာဒီမိဖို့ချောင်းထဲမှာဟင်းချက်တဲ့အချိန်ပေါ့နော်ကဲယောက်ျားကိုကြွေတာလေးတွေရှော့ပြီးတော့ဟင်းကိုအာရုံစိုက်လိုက်ပါအောင်မယ်ဝက်ဥချောင်းအယောင်လေးတွေကဒီနီဝါရောင်လေးတွေတန်းသွားပြီဆိုရင်ကြက်သွန်ဖြူကြက်သွန်မီလေးတွေစားထည့်လို့ရပါပြီ joy တို့ဒီဟင်းထဲမှာသုံးမယ်ရတာမုံလေးကိုပြပေးပါမယ်မြုပ်သီးစီခရမ်းကျင်သီးအရေးဖြောမြုပ်သီးအနည်းခရမ်းကျင်သီး sauce herbs ကြက်သွန်ဖြူမုံမြုပ်သီးအယောင်တင်မုံခရမ်းကျင်သီးအချောင်းမုံမြုပ်ကောင်းမုံစားနဲ့ခါယမ်ပပမုံတို့ဖြစ်ပါတယ်ကဲအရသာမုံလေးအကောင်လုံးထည့်ဖို့အချိန်ရောက်ပြီပေါ့နော်ပထမဦးဆုံးခရမ်းကျင်သီးအနှစ်လေးထည့်ပါမယ်တပူလုံးကိုကောင်ထည့်ပြီးတော့မက္ကဆီကန်ငရုတ်သီး sauce လေးထည့်ပါမယ်ဒီ sauce ကဆက်တဲ့အတွက်ကြောင့်ကိုစားနိုင်တဲ့ပမာဏပဲထည့်ပေးပါနော်ပြီးရင်တမသွားအောင်နှိပ်ပေးမယ်အရောင်ကိုကြည့်ပါအောင်အရင်လှတာပဲငရုတ်ကောင်းမုံလေးထည့်ပေးမယ်စားလေးထည့်ပေးမယ်ထပ်ပြီးတော့တမတာအောင်ဖြည်းဖြည်းလေးနှိပ်ပေးမယ်ပြီးရင်လှီးထားတဲ့ငရုတ်သီးပွားတွေအကုန်ထည့်မယ်ဖြည်းဖြည်းလေးနှိပ်ပေးပါနော်ငရုတ်သီးပွားလေးတွေကနူးညံ့တဲ့အတွက်ကြောင့်အနံ့လေးအရန်ကောင်းနေပြီဒီအချိန်မှာမှုေးနေရတယ်ကဲဂျာစနာပြောလိုက်တဲ့ပေါင်တာမုတ်လေးအကုန်ထည့်ပေးမယ်ပေါ့နော် herbs ထည့်ပေးမယ်ကြက်သွန်ဖြူမုံမြုပ်သီးအယောင်တင်မုံခါယမ်ပပမုတ်ထည့်ပေးပါမယ်ပြီးရင်တမသွားအောင်ဝေပေးမယ်မြုပ်သီးအနှစ်လေးအပူလုံးထည့်ပေးမယ်ပေါ့နော်ပြီးရင်ပလင်းကိုရေကျင်းပြီးတော့ထည့်ပေးမယ်အဲ့ဒါပြီးရတယ်ဒီတောက်ရေခွက်တစ်ခွက်ရဲ့ရေတဝက်လောက်ကိုထည့်ပေးမယ်ပေါ့နော် pressure cooker နဲ့ချက်မှာဆိုတော့ရေလေးလိုအပ်တယ်ပေါ့နောက်ဆုံးအရသာမုံဖြစ်တဲ့ herbs ထည့်ပေးပါမယ်အနံ့လေးပို့ပြီးတော့မွေးအောင်လုပ်ပါတမသွားအောင်ဖြည်းဖြည်းလေးပွေပြီးတာနဲ့ pressure cooker အဖုံးလေးကိုဖုံးဖို့ချိန်ရောက်ပါပြီပြီးရင် pressure cooker function ကိုပြောင်းပြီးတော့နှိပ်ပေးမယ်ချက်မဲ့အချိန်ကိုလည်း9မိနစ်ဆိုရင်ရပါပြီpressure cooker ကိုစောင့်နေတဲ့အချိန်မှာ joy တို့တစ်ခုခုတောက်ပြီးတော့ခဏလောက်အနားယူပါမယ်ဒီနေ့ရာသီဥတုလေးကလေအရန်ကိုတာရတယ်19 degree တဲ့အပြင်ပါကဲဟင်းလေးချက်တာပြီးသွားပြီအရသာလေးမြည်ကြည့်ကြမယ် joy ကတော့အရန်ပိုက်စာနေပြီးမဆောက်နိုင်တော့ဘူးအနံ့အရန်ကိုမွေးတာပဲတအိမ်လုံးနဲ့ဒီလက်ချိုအနံ့နေဖြစ်နေပြီထ
မင်းစားခြင်းတဲ့လူတွေကထမင်းနဲ့ရောစားလို့ရပါတယ်။ join တော့ကတော့ထမင်းမပါပဲနဲ့ဒီလက်ချိုကိုပဲဒီသက်စားမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ cheese ကအရင်အရေးကြီးပါတယ်။ cheese အမှုန်လေးတွေထည့်ပြီးပုံမနေပါနဲ့နော်။join တို့မြင့်လက်စားဖို့အချိန်ရောက်ပြီပေါ့နော်။သူ့ရဲ့ပြင်ကောင်း join ကြီးကြည့်လိုက်အောင်မယ်။ရတာလေးကလေးဆက်ပြီးတော့အရင်လေးရွှမ်းနေပြီးတော့ကြည်စီရလည်းဖြစ်သေးတယ်။တော်တော်လေးကိုကောင်းတယ်။ကြည့်ပြီးရဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။နောက်ထပ်ဗီဒီယိုမှာထပ်ဆုံကြမယ်။အားလုံးပဲ bye bye